တစ်ချိန်ကြာထားတော့မယ်ဆိုရင်ချစ်တယ်ဆိုရဲစကားလေးမချီပါဘူးပြောပြီးဖြောက်ခွဲသွားတဲ့အခါကျွန်တော်ပြောနေတယ်လို့ပါကျွန်တော်အကြောင်းသိရတယ်ခင်ဗျားစကားကိုအရင်ရုံပါလေပြီးတော့ပြောလိုက်တဲ့စကားတွေကိုစိတ်ထဲမှာပါတယ်ပြီးတဲ့ကတိကိုမှတ်ထားတဲ့ကောင်းပါလိမ့်ဆိုခင်ဗျားတင်ပြရတယ်တစ်ချိန်ကြာမရှိတော့ဘူးသူချစ်တော်လို့ဆိုတာဒီနေ့ဘိုးချင်နဲ့ဘိုးချင်နဲ့လည်းတိစိတ်ကတိစိတ်ကကျွန်တော်ကဆွလိုက်ချင်တယ်ဘိုးလည်းတိတ်ချက်ခဲ့ရုပ်ကလေးသူတည်တည်ရတဲ့ထားလို့ချစ်တယ်ချစ်တယ်ဆိုတဲ့စကားတွေနဲ့မချီပါနဲ့